ကိုယ်စားလှယ်များခင်ဗျာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်230ရာကျွန်တော်အနေနဲ့နိုင်ငံတော်ရဲ့မူဝါဒများတနှစ်တာကာလအတွင်းမိမိတို့အစိုးရအဖွဲ့ဆောင်ရွက်ချက်များနဲ့ရှေ့ကိုဆက်ပြီးတော့ဆောင်ရွက်မဲ့ကိစ္စရပ်တွေကိုဒီလွှတ်တော်ကနေတဆင့်ပြည်သူများသိရှိစေရန်တက်ရောက်ပြောကြားခြင်းဖြစ်ပါတယ်ပထမဦးစွာနိုင်ငံတော်တောင်လုံးမှာရှိတဲ့မိဘပြည်သူများအားလုံးအကြောင်းအမျိုးမျိုးကြောင့်ပြည်ပနိုင်ငံများမှာရောက်ရှိနေကြတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးပြည်ထောင်စုလွှတ်တော်နာယကကြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုယ်ကြမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်ဝကြပါစေကြောင်းဆုမကောင်းတောင်းရင်နှုတ်ခွန်းဆက်သလိုက်ပါတယ်ကျွန်တော်တို့အစိုးရအုပ်ချုပ်ရေးအာဏာလွှဲပြောင်းရယူခဲ့တာဒီလဆိုရင်တစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်ဒီလိုတစ်နှစ်ပြည့်အခါသမယမှာလွှတ်တော်ကိုယ်စားလှယ်ကြီးများကနေတဆင့်ကျွန်တော်တို့ကိုယုံကြည်နဲ့နိုင်ငံတော်အုပ်ချုပ်မှုအာဏာကိုအနှင်းထားခဲ့ကြတဲ့မိဘပြည်သူများကိုဦးထိပ်ထားပြီးကျွန်တော်တို့အစိုးရရဲ့ဆောင်ရွက်ဆက်လက်ဆောင်ရွက်သွားမယ်အစီအစဉ်များနဲ့ပတ်သက်ပြီးအကျဉ်းချုပ်ပြီးရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအရှိန်အဟုန်နဲ့အကောင့်တွေဖော်ဆောင်ရွက်ခဲ့ရမှာဒီကနေ့ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးလမ်းကြောင်းအသစ်ကိုစနစ်တကျကူးပြောင်းတည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်နိုင်ငံတကာသတင်းမီဒီယာတွေမှာကျွန်တော်တို့ရဲ့အသွင်ကူးပြောင်းမှုကိုဘာမာစပရင်မြန်မာစပရင်အစရှိတဲ့နာမည်နာမအမျိုးမျိုးကင်မွန်းတက်ခံရတာကိုလည်းကျွန်တော်တို့သိရှိထားပါတယ်ကျွန်တော်တို့နိုင်ငံရဲ့တည်ငြိမ်မှန်ကန်တဲ့အသွင်ကူးပြောင်းမှုအပေါ်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့နားလည်မှုတွေမြင့်မားလာနေပြီဖြစ်တဲ့အတွက်ယုံကြည်မှုတွေဆင့်ပွားဖြစ်ပေါ်လာအောင်ကျွန်တော်တို့ဆက်လက်ကြိုးပမ်းရအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုဗဟိုပြုပြီးဒီမိုကရေစီခေတ်သစ်စနစ်သစ်ကိုကူးပြောင်းနေတာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့ပြည်သူတွေရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်ဒီကနေ့ဒီအချိန်မှာကျွန်တော်တို့အနေနဲ့စစ်မှန်ခိုင်မာတဲ့ဒီမိုကရေစီနဲ့လောကပါလတရားများထွန်းကားတဲ့နိုင်ငံတော်သစ်တည်ဆောက်နိုင်ပြီလားလို့မေးရင်ကျွန်တော်တို့အများကြီးကြိုးစားရအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရှေ့ဆက်ပြီးခြေလှမ်းပေါင်းများစွာရှောက်လှမ်းရအောင်မှာဖြစ်ပါတယ်ဒါဟာဒီမိုကရေစီမြန်မာလူ့ဘောင်ကိုတည်တံ့ခိုင်မာရှင်သန်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရမယ်ရေရှည်လုပ်ငန်းစဉ်ကြီးတရားလည်းဖြစ်ပါတယ်တစ်နှစ်ပြည့်ကာလမှာကျွန်တော်တို့အစိုးရအနေနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ကြတာတွေရှိသလိုစိန်ခေါ်မှုတွေလည်းအများအပြားတွေ့ကြုံရင်ဆိုင်ခဲ့ရပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကကျွန်တော်ပြောခဲ့သလိုကျွန်တော်တို့အစိုးရပေါ်တန်တရားရှိနေသူတွေမယုံမကြည်ဖြစ်နေသူတွေပြည်တွင်းမှာရောပြည်ပမှာပါအများကြီးရှိနေတဲ့အတွက်ကျွန်တော်တို့ကြိုးစားပြီးလှုပ်ဆောင်နေပါတယ်ကျွန်တော်တို့မိဘပြည်သူတွေဟာခေတ်အဆက်ဆက်အစိုးရစနစ်မျိုးစုံတွေ့ကြုံခံစားခဲ့ကြသူတွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လက်တွေလောက်ဆောင်ချက်တွေပဂရိအခြေအနေမှန်တွေကိုကြည့်ပြီးကျွန်တော်တို့အစိုးရဟာဘယ်လိုအစိုးရမျိုးဖြစ်တယ်လဲဆိုတာအကဲဖြတ်ကြမှာဖြစ်တယ်လို့ဒီကနေ့ကျွန်တော်တို့အစိုးရဆောင်ရွက်နေတာဟာနိုင်ငံတော်နဲ့ပြည်သူတွေရဲ့အနာဂတ်သမိုင်းကြောင်းအတွက်အထူးပဲအရေးကြီးလာတဲ့လမ်းကြောင်းသစ်အပေါ်မှာရှောင်လန်းနေရတယ်ဆိုတာကိုလည်းကျွန်တော်တို့လေးလေးနက်နက်သိရှိနားလည်ခံယူထားပြီးဖြစ်ပါတယ်ကျွန်တော်တို့အစိုးရနောင်လာမဲ့နှစ်ပေါင်းများစွာအတွက်အရေးကြီးတဲ့အလှည့်အပြောင်းဖြစ်သလိုအနာဂတ်သားစဉ်မျိုးဆက်အတွက်လည်းသမိုင်းတွင်မဲ့စတင်ခြင်းအသစ်ဖြစ်လိမ့်မယ်ဆိုတာကိုကျွန်တော်တို့ခံယူထားပါတယ်ဒီကနေ့ကျွန်တော်တို့အစိုးရရဲ့အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အောင်မြင်မှုခိုင်မာမှုရေရှည်တည်ရမှုပေါ်မှာမူတည်ပြီးနောက်အစိုးရအစဉ်ဆက်ကောင်းမွေဆိုးမွေခံစားကြရမယ်ဆိုတာလဲကျွန်တော်တို့အလေးနဲ့ခံယူထားပြီးဖြစ်ပါတယ်နိုင်ငံတော်တည်ဆောက်ရေးဆိုတာမှာ
ယခုလိုခေတ်တစ်ခေတ်ကနေခေတ်သစ်တစ်ရပ်ကိုစနစ်တစ်ခုကနေစနစ်သစ်တစ်ခုကိုကူးပြောင်းနိုင်ရေးဆောင်ရွက်ရမှာတည်ငြိမ်အေးချမ်းမှုစီလုံးညီညွတ်မှုစနစ်တကျနဲ့ခိုင်ခိုင်မာမာရှိမှုတို့ဟာတိတ်ကိုအရေးကြီးပါတယ်မြန်မာခေတ်ကမ္ဘာရေးရာအခြေအနေများနဲ့နှိုင်းယှဉ်ကြည့်ရင်ကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာမိဘပြည်သူများအတွက်တကယ့်ကိုဂုဏ်ယူဝမ်းမြောက်ဖွယ်ရာစံနဘူးတာရကပြုဖွယ်ရာအောင်မြင်တဲ့ကူးပြောင်းမှုကြီးပဲဖြစ်ပါတယ်ဒီအခြေအနေကိုရောက်ရှိအောင်ဘယ်သူတွေဆောင်ရွက်ခဲ့တာလဲကျွန်တော်တို့အစိုးရကြီးပဲတတ်မဟုတ်ပါဘူးနိုင်ငံရေးပါတီတွေအရာဘက်ကလူအဖွဲ့အစည်းတွေလွှတ်တော်အရာရကလွှတ်တော်ကိုယ်စားလှယ်ကြီးတွေတရားစီရင်မန်နိုင်တဲ့စရုဒ္ဓမန်နိုင်မီဒီယာတွေတိုင်းရင်းသားခေါင်းဆောင်တွေတမတော်စားတဲ့တပ်ဆိုင်ရာ stakeholder တွေအားလုံးကစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ဥထမ်းပဲ့ထမ်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်အဓိကအကြဆုံးကတော့ကျွန်တော်တို့ရဲ့နိုင်ငံသူနိုင်ငံသားတိုင်းရင်းသားမိဘပြည်သူတွေပဲဖြစ်ပါတယ်ဒါဟာကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကြောင်းမှာအစဉ်အမြဲမော်ကွန်းတင်ကြံရစ်မဲ့သမိုင်းစာမျက်နှာအသစ်လည်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာတကမ္ဘာလုံးကစောင့်ကြည့်မှုတွေကြားမှာမြန်မာဒီမိုကရေစီခေတ်သစ်ကိုလမ်းဖွင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေအားလုံးတက်ညီလက်ညီဖော်ဆောင်ခဲ့တဲ့ဒီလမ်းကြောင်းမှန်မှာဆက်လက်ရှောက်လန်းကြရမှာဖြစ်ပါတယ်နိုင်ငံသားအားလုံးနောက်ကျောင်းပြန်မလှည့်စမ်းရှောက်လန်းပြီးမတူညီတာတွေဖယ်ထားပြီးတူညီတာတွေကိုပူးပေါင်းလုပ်ကိုင်သွားကြမယ်ဆိုရင်ကျွန်တော်တို့ဒီမိုကရေစီကလည်းခိုင်မာသည့်ထက်ခိုင်မာလာမှာဖြစ်ပါတယ်နာဂကြီးခင်ဗျာကျွန်တော်တို့အစိုးရစတင်တာဝန်ယူချိန်မှာပဲမိဘပြည်သူတွေအားလုံးလိုလားတောင်းတနေတဲ့အထူးဆန္ဒနှစ်ရပ်ကိုဖြည့်ဆည်းနိုင်မှုကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ပထမဆန္ဒကကျွန်တော်တို့ပြည်သူတွေဟာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့နေထိုင်လိုကြပါတယ်မိဘပြည်သူတွေရဲ့ဒီဆန္ဒကိုအခြေခံပြီးအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးထာဝရငြိမ်းချမ်းရေးဆောင်ကျဉ်ရေးစတဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကိုကျွန်တော်တို့အလေးပေးပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံရေးလုပ်ငန်းစဉ်မှာပါဝင်သင့်ပါဝင်တိုက်ပါဝင်နိုင်သူတွေအားလုံးပါဝင်ခွင့်ရရှိရေးဆိုတဲ့ all inclusive political process ကိုကျွန်တော်တို့ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်ဒီကနေ့ဆိုရင်ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့ကျွန်တော်တို့ကြိုးပမ်းခဲ့တဲ့နိုင်ငံရေးလုပ်ငန်းစဉ်ဟာတိတိကျကျအကောင့်ထဲပေါ်လာစပြုနေပြီဖြစ်ပါတယ်ဒီလမ်းကြောင်းမှာပေါ်ထွန်းလာစေဖို့ပြည်သူလူထုတရားလုံးရဲ့ဆန္ဒကျွန်တော်တို့အစိုးရရဲ့စစ်မှန်တဲ့စေတနာနိုင်ငံနဲ့ပြည်သူလူထုအကျိုးကိုဥထိပ်ထားတဲ့ခံယူချက်ဒါတွေနဲ့ကျွန်တော်တို့ရှောက်လှမ်းခဲ့တာဖြစ်ပါတယ်ယခုဆိုရင်ပြည်တွင်းနိုင်ငံရေးအင်အားစုအားလုံးဟာအခြေခံဥပဒေမူပေါင်းအတွင်းကနေဒီမိုကရေစီကျင့်စဉ်တွေကိုလိုက်နာကျင့်သုံးပြီးပြည်သူကိုယ်စားလှယ်တွေအဖြစ်ပါဝင်ဆောင်ရွက်နိုင်ဖို့စိတ်အားထက်သန်စွာကြိုးပမ်းလာကြတာကိုလည်းဝမ်းမြောက်ဖွယ်ရာမြင်တွေ့နေရပြီဖြစ်ပါတယ်အလားတူပဲအမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးနဲ့နိုင်ငံတည်ဆောက်ရေးမှာအားလုံးပါဝင်ခွင့်ရရှိရေးအတွက်ရည်ရွယ်ပြီးကျွန်တော်တို့အစိုးရရဲ့တနှစ်တာကာလသက်တမ်းအတွင်းမှာအကျဉ်းသားပေါင်း28,000ကျော်ကိုလူငင်းချမ်းသာခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်ဒါဟာသမိုင်းတစ်ပြောက်ပြန်ကြည့်ရင်တနှစ်အတွင်းလူငင်းချမ်းသာခွင့်အကြိမ်ကြီးအများဆုံးပေးခဲ့တဲ့မှတ်တမ်းအသစ်လည်းဖြစ်ပါတယ်ပွင့်ပွင့်လင်းလင်းပြောရရင်ကြားပြရွေးကောက်ပွဲမှာအားလုံးပါဝင်ခွင့်ရရှိရေးကိုညှို့မှန်းပြီးဇန်နဝါရီလအတွင်းမှာ2ကြိမ်တိုင်းဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်အကြောင်းမျိုးမျိုးကြောင့်ပြည်ပနိုင်ငံတွေမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကိုလည်းလမ်းဖွင့်ကြိုးစိုးဖိတ်ခေါ်ကြတာနဲ့ညီနယ်ပယ်အသီးသီးမှာရောက်ရှိနေကြတဲ့ပြည်ပရောက်မြန်မာတွေဟာလည်းတက်တက်ကြွကြွစိတ်အားထက်သန်စွာနဲ့တတ်နိုင်သမျှဝိုင်းဝန်းကူညီဆောင်ရွက်လာကြတာကိုလည်းဝမ်းမြောက်ဖွယ်ရာတွေ့ရှိရပါတယ်ဒီမိုကရေစီနိုင်ငံရေးစနစ်ခိုင်မာရင့်သန်မှုခိုင်မာတောင့်တင်းတဲ့နိုင်ငံရေးမျိုးဆက်သစ်တွေလိုအပ်ပါတယ်မျိုးဆက်သစ်မျိုးဆက်ဟောင်းအားလုံး common ground ရှာဖွေနိုင်ပြီးစုပေါင်းစွမ်းအားနဲ့နိုင်ငံတည်ဆောက်နိုင်ရေးဟာကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့အနာဂတ်နဲ့ဓာတ်ရိုက်ဆက်ဆက်လျက်ရှိနေပါတယ်ကျွန်တော်တို့ရှောက်လန်းနေတဲ့ all inclusive political process မှာခေတ်ဆက်ဆက်က
အခွင့်အရေးတွေတောင်းဆိုနေကြတဲ့ကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေပါဝင်နိုင်မှုအရေးကြီးဆုံးဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာပြည်ထောင်စုနိုင်ငံတနိုင်ငံဖြစ်တာနဲ့ညီဒီနိုင်ငံရေးလမ်းစဉ်မှာတိုင်းရင်းသားတွေအားလုံးတန်တူရည်တူပါဝင်ခွင့်ရရှိဖို့မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့တွင်းရင်မြေကိုတိုင်းရင်းသားတွေရဲ့ခေတ်ဆက်ဆက်အကောင့်ထဲမပေါ်ခဲ့တဲ့အိမ်မက်လွင့်ပြဲပျောက်ပြက်ခဲ့ရတဲ့မျှော်လင့်ချက်တွေလည်းဖြစ်ပါတယ်တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ဆက်ဆံမှုတွေကင်းဝေးပြီးအထင်မြင်လွဲမှားခဲ့တာတွေကျွန်တော်တို့အစိုးရလက်ထက်မှာအဆုံးသတ်ပေးနိုင်ဖို့လိုပါတယ်ကချင်ကယားကရင်ချင်းမွန်ရခိုင်ရှမ်းအစရှိတဲ့တိုင်းရင်းသားများနည်းတူဗမာဆိုတာလည်းပြည်တော်စုကြီးတဲ့ကတိုင်းရင်းသားလူမျိုးစုတစ်ခုပဲဖြစ်ပါတယ်တာရူညီမျှအခွင့်အရေးကိုအားလုံးမျှဝေရရှိပြီးတန်တူရည်တူဖြစ်ပေါ်လာဖို့ဆိုတဲ့တိုင်းရင်းသားတွေရဲ့မျှော်မှန်းချက်ဟာကျွန်တော်တို့အစိုးရရဲ့လူလားချက်လည်းဖြစ်ပါတယ်ဒီကနေ့မှာအလင်းသိမ်းလို့တိုင်းရင်းသားခေါင်းဆောင်တူမကြသေးခင်ကပြောခဲ့တဲ့စကားလေးကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့16နှစ်19နှစ်အရွယ်ရှိတဲ့လက်နက်ကိုင်တိုင်းရင်းသားလူငယ်တွေကပြောကြပါတယ်ကျွန်တော်တို့လည်းလက်တော့တွေကွန်ပျူတာတွေကိုင်ညံတယ်ဆိုတဲ့စကားဖြစ်ပါတယ်ကျွန်တော်တကယ့်ကိုပဲစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်အခိုင်အမာတန်တိထန်ချထားပါတယ်ကျွန်တော်တို့အစိုးရလက်ထက်မှာဒီလိုမယုံမယံဖြစ်နေတဲ့စိုးရိမ်မှုတွေမပြောက်ပြောက်အောင်ဖျောက်ပြရပါမယ်ဒါကျွန်တော်တို့အစိုးရရဲ့ခံယူချက်လည်းဖြစ်ပါတယ်ကျွန်တော်တို့တိုင်းရင်းသားတွေခန်းစားနေကြတဲ့ခါးသီးတဲ့ဒဏ်ရာတွေစွန့်နစ်တဲ့အတွေ့အကြုံတွေပျောက်ဆုံးနေတဲ့အိမ်မက်တွေကျွန်တော်တို့အားလုံးဖြည့်ဆည်းပေးဖို့တာဝန်ရှိပါတယ်ဒါကျွန်တော်တို့အားလုံးအတွက်သမိုင်းပေးတာဝန်တရားလည်းဖြစ်ပါတယ်အဲ့တော့ဒီတာဝန်ကြီးဟာကျွန်တော်တို့အတွက်ခက်ခဲကြီးလေးတဲ့တာဝန်ကြီးဖြစ်မယ်ဆိုတာလဲကျွန်တော်တို့သိရှိနားလည်ထားပါတယ်ဒါပေမဲ့ဒီတာဝန်ကြီးကိုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့ကျွန်တော်တို့မှာယုံကြည်ချက်အပြည့်အဝရှိပါတယ်အခုဆိုရင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ထိတွေ့ဆက်ဆံပြီးတဲ့အချိန်မှာဒီယုံကြည်ချက်ကပုံမိုးပြီးခိုင်မာလာပြီဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးမှာယုံကြည်မှုဟာတိတ်ကိုအရေးကြီးပါတယ်ဒီကနေ့ကျွန်တော်တို့အစိုးရအနေနဲ့ထောင်ရငြိမ်းချမ်းရေးပန်းတိုင်ကိုရှောင်လန်းနေတဲ့ခရီးလမ်းမှာကျွန်တော်တို့မှာပြည့်ရည်တွေမရှိပါဘူးကျွန်တော်တို့ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ယုံကြည်မှုနဲ့ပဲဆောင်ရွက်သွားမှာဖြစ်ပါတယ်ကချင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးပြည်တွင်းပြည်ပကမင်းချမ်းကြတာတွေရှိပါတယ်ပြည်ပပြည်သူတွေလည်းသိကျင်နေကြပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်တက်မတော်ကိုမိမိကိုယ်ကိုခုခံကာကွယ်ရုံမှလွဲပြီးထိုးစစ်ဆင်တိုက်ခိုက်မှုတွေမလုပ်ဖို့ညွှန်ကြားထားပြီးတဲ့အနေအထားမှာဘာဖြစ်လို့ပြစ်ခတ်တိုက်ခိုက်မှုတွေမရပ်သေးလာတဲ့ဆိုတော့မေးခွန်းပဲဖြစ်ပါတယ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လောက်ခံတိုင်းရင်တပ်ဖွဲ့တွေကိုဆက်လက်ညွှန်ကြားပြီးလည်းဖြစ်ပါတယ်တက်မတော်မှာအမိနဲ့ညွှန်ကြားရအသက်သွေးကြောဖြစ်ပါတယ်ယနေ့မပြည့်ပြတ်သေးတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတစ်ဖက်နဲ့တစ်ဖက်လက်ညှိုးထိုးအပြစ်တင်ုံနဲ့ပြစ်ခတ်တိုက်ခတ်မှုတွေဟာရပ်စဲသွားမှာမဟုတ်ပါဘူးနိုင်ငံရေးရဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက်ပထမဦးဆုံးနှစ်ဦးနှစ်ဖက်ပြစ်ခတ်တိုက်ခတ်မှုတွေရပ်စဲဖို့လိုပါတယ်ဒီအတွက်ပြစ်ခတ်တိုက်ခတ်မှုတွေရပ်စဲကြမယ်ဆိုတော့ခိုင်မာတဲ့အာမခံချက်ဂတိကဝတ်တွေအပြန်အလှန်ထားရှိဖို့လိုပါတယ်ပြည်သူတွေရဲ့ဆန္ဒပြည်သူတွေရဲ့မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးဖို့ကျွန်တော်တို့အစိုးရနဲ့ကချင်တိုင်းရင်းသားကောင်းဆောင်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စစ်ဘေးသင့်တိုင်းသားပြည်သူတွေအတွက်ထောက်ပံ့ကူညီမှုတွေပြန်လည်နေရာချထားရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေသလိုပြည်တွင်းပြည်ပနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကပံ့ပိုးကူညီနိုင်အောင်လဲလမ်းဖွင့်ဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့ထာဝရငြိမ်းချမ်းရေးအတွက်အဆင့်3ဆင့်ချမှတ်ပြီးအကောင့်တွေပေါ်ဆောင်ရွက်နေတာဖြစ်ပါတယ်ပထမအဆင့်ဟာပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးဖို့ဖြစ်ပါတယ်ပြည်နယ်အဆင့်မှာနှစ်ဖက်ရန်လိုမှုတွေပြစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲဖို့နှစ်ဦးနှစ်ဖက်ညှိနှိုင်းသဘောတူထားတဲ့နယ်မြေဒေသတွေမှာပဲနေထိုင်ကြဖို့ရင်းသတ်မှတ်နေရာမှာအပကြံနေရာဒေသများကိုတွားရောက်လို့လေလက်နက်ကင်ဆောင်ခြင်းမပြုဘဲတွားလာဖို့နှစ်ဖက်ညှိနှိုင်းသဘောတူထားတဲ့နေရာများမှာဆက်ဆံရေးရုံးတွေဖွင့်လှစ်ထားရှိဖို့
ပြည်တော်စုအဆင့်ဆွေးနွေးပွဲကျင်းပပြုလုပ်မဲ့နေရာအချိန်နေ့ရက်တွေညှိနှိုင်းသတ်မှတ်နိုင်ဖို့ပဲဖြစ်ပါတယ်ဒီအဆင့်မှာနိုင်ငံရေးအရဆွေးနွေးညှိနှိုင်းမှုတွေမပါသေးပါဘူးဒီအဆင့်ကိုပြည့်မြောက်အောင်မြင်ဖို့ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားတဲ့စိတ်ရင်းစေတနာပဲလိုအပ်မှာဖြစ်ပါတယ်ပြစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီးနိုင်ငံရေးဆွေးနွေးဖို့နှစ်ဦးနှစ်ဖက်သဘောတူလိုက်တဲ့အနေအထားပဲဖြစ်ပါတယ်ဒုတိယအဆင့်ကတော့ပြည်ထောင်စုအဆင့်ပဲဖြစ်ပါတယ်ဒီအဆင့်မှာဆွေးနွေးရမယ့်အချက်တွေကတော့ပြည်ထောင်စုကနေဘယ်တော့မှခွဲမထွက်ဖို့တို့တောင်ဝင်အယုဒ္ဓမကိုလက်ခံဖို့စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာနှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့မူရစီးပွားနဲ့စိတ်ကိုပြောင်းလဲစေတတ်တဲ့စီးပွားများတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ဖို့နိုင်ငံရေးပါတီများထူထောင်ပြီးနိုင်ငံရေးလုပ်ငန်းစဉ်တွေမှာပါဝင်ဆောင်ရွက်ဖို့လွှတ်တော်ရဲရောက်ရှိလာလို့ရှိရင်တခြားသောတိုင်းရင်းသားများနဲ့အကျေအလည်ဆွေးနွေးညှိနှိုင်းပြီးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတစ်ခုတည်းသောလက်နက်ကင်တပ်မတော်ဖြစ်ရပ်တည်ရေးညှိနှိုင်းဆောင်ရွက်ဖို့စတဲ့အချက်တွေပဲဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေကိုနှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးသဘောတူညီချက်ရရှိပြီဆိုရင်တတိယအဆင့်ကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်တတိယအဆင့်မှာတော့နိုင်ငံတော်အစိုးရတိုင်းရင်းသားခေါင်းဆောင်တွေနိုင်ငံရေးပါတီနဲ့နိုင်ငံရေးအင်အားစုတွေပြည်သူ့ကိုယ်စားလှယ်တွေစတဲ့နိုင်ငံတော်မှာရှိတဲ့အဓိကကျတဲ့ political player တွေအားလုံးပါဝင်တဲ့ဒီလွှတ်တော်ကြီးမှာသဘောတူလက်မှတ်ရေးထိုးကြဖို့ဖြစ်ပါတယ်ဒီလွှတ်တော်ကြီးအတွင်းမှာပဲထာဝရငြိမ်းချမ်းရေးကိုမဖြစ်မနေဆောင်ကျဉ်မဲ့တန်ဋိဌာန်ကိုကျွန်တော်တို့အားလုံးဝမ်းမြောက်ဝမ်းသာစိုက်ထူကြရမှာဖြစ်ပါတယ်ဒီလိုထာဝရငြိမ်းချမ်းရေးပန်းနိုင်ကိုတန်လှမ်းကြရမှာနိုင်ငံတော်လည်းပန်းနိုင်ရောက်တိုင်းရင်းသားတွေလည်းပန်းနိုင်ရောက်နိုင်ငံသားအားလုံးလည်းပန်းနိုင်ရောက်စေဖို့အပြန်အလှန်နားလည်ယုံကြည်မှုတန်တူရည်တူရှိမှုဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ထောက်တိုင်ကြီး၃ရပ်နဲ့တိဆောက်သွားကြရမှာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီးမိမိတို့ရဲ့လူလားချက်တွေရရှိအောင်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်အဲ့တော့ဒီအဆင့်၃ဆင့်ဟာထာဝရငြိမ်းချမ်းရေးဖော်ဆောင်မဲ့နိုင်ငံတော်ရဲ့လမ်းပြမြေပုံလည်းဖြစ်ပါတယ်ဒီလမ်းပြမြေပုံကိုလက်တွေ့အကောင့်ထဲပေါ်ရမှာအခြေခံအဆောက်အအုံတွေစီးပွားရေးအခွင့်အလမ်းတွေစက်မှုဇုံတွေပြန်လည်နေရာချထားမှုနဲ့ပြန်လည်ထူထောင်တည်ဆောက်မှုတွေပညာရေးကျန်းမာရေးစတဲ့လူမှုအဆောက်အအုံတွေစတဲ့နည်းဗျူဟာများစွာပါဝင်နေမှာဖြစ်ပါတယ်ထာဝရငြိမ်းချမ်းရေးအဝါဒအောက်ကိုရောက်ရှိလာတဲ့ကျွန်တော်တို့တိုင်းရင်းသားတွေသိက္ခာရှိရှိရပ်တည်နိုင်တဲ့အထိကျွန်တော်တို့အစိုးရနဲ့အတူတိုင်းရင်းသားခေါင်းဆောင်တွေနိုင်ငံရေးပါတီတွေပြည်သူ့ကိုယ်စားလှယ်တွေအရပ်ဖက်လူအဖွဲ့အစည်းတွေအားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်တနက်ကင်ခဲ့တဲ့ကျွန်တော်တို့တိုင်းရင်းသားလူငယ်တွေလက်တော့ကင်ပြီးထဲထဲဝါဝါရပ်တည်နေနိုင်ဖို့ကျွန်တော်တို့အားလုံးဝိုင်းဝန်းကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်ဒီလိုကြိုးပမ်းကြတဲ့နေရာမှာပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေထောက်ပံ့ကူညီမှုတွေဖိတ်ခေါ်ကြိုးစုပြီးဘက်စုံတောင်းစုံဖြည့်ဆည်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရရဲ့ခံယူချက်ဖြစ်တဲ့ဒန်းလူညီမျှရေးနဲ့အညီတိုင်းရင်းသားလူမျိုးပေါင်း100ကျော်မှီတင်းနေထိုင်ကြတဲ့ကျွန်တော်တို့ပြည်ထောင်စုကြီးဟာဒီ diversity ချမ်းအင်လက္ခဏာတွေကိုဂုဏ်ယူဝင်ကြားစွာမြင့်တင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရပြည်သူလူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ပြည်သူအကျိုးထမ်းဆောင်ရမယ်ပြည်သူအစိုးရဖြစ်တာနဲ့ညီမိဘပြည်သူအားလုံးလိုလားတောင့်တနေကြတဲ့အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးဆိုတဲ့သမိုင်းမေးတာဝန်ကြီးကိုကျွန်တော်တို့အသွင်ခွန်ဆိုင်ဆောင်ရွက်နေပါတယ်မြည်သည့်ပုဂ္ဂိုလ်မြည်သည့်အဖွဲ့အစည်းရဲ့တိုက်တွန်းမှုဖိအားပေးမှုကြောင့်ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူတွေရဲ့ဆန္ဒကိုကျွန်တော်တို့အစိုးရကအကောင့်ထဲပေါ်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်နာယကကြီးခင်ဗျာထာဝရငြိမ်းချမ်းရေးနဲ့အတူအရေးကြီးတဲ့ဦးစားပေးလုပ်ငန်းစဉ်ကတော့မြန်မာစီးပွားရေးဥမော်လာရေးပဲဖြစ်ပါတယ်မိဘပြည်သူအားလုံးရဲ့ဒုတိယဆန္ဒကတော့ကျွန်တော်တို့နိုင်ငံကိုစီးပွားရေးကောင်းမွန်ပြီးခင်မင်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးဖြစ်လာဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့အစိုးရလက်ထက်မှာနိုင်ငံတော်အခြေအနေနဲ့ကိုက်ညီတဲ့ဈေးကွက်စီးပွားရေးစနစ်ပြည်ပြင်းဖြစ်ပေါ်လာအောင်မက်ခရိုစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုရေတိုရေရှည်လုပ်ငန်းစဉ်တွေချမှတ်ပြီးအကောင့်တွေပေါ်
ဆောင်ရွက်နေတာပဲဖြစ်ပါတယ်ကမ္ဘာစီးပွားရေးအခြေအနေမတည်မငြိမ်နေသေးတဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေဖယ်ရှားနိုင်ခြင်းမရှိသေးတဲ့ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေခိုင်မာအကောင်းပြီးရှင်ပြိုင်နိုင်စွမ်းမရှိသေးတဲ့အခုလိုအချိန်ခါမှာနိုင်ငံသားတွေစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ကြမှာအဆင်ပြေလွယ်ကူစေဖို့ဥတီချက်ထားပြီးလုပ်ငန်းလိုင်စင်တွေပို့ကုန်သွင်းကုန်လိုင်စင်တွေလင်းလင်းမြန်မြန်ရရှိအောင်အလေးထားဆောင်ရွက်ခဲ့ပါတယ်ပို့ကုန်နဲ့ဆက်ဆက်တဲ့အခွန်အကောက်တွေကိုလည်းလျှော့ချဖယ်ရှားပေးခဲ့ပါတယ်ခရစ်စနစ်နဲ့မကိုက်ညီတော့တဲ့နိုင်ငံခြားငွေလဲလှယ်မှုနှုံထားကိုလည်းပြင်ပအခြေအနေနဲ့ညီယာယီပြောင်းလဲသတ်မှတ်ပေးခဲ့သလိုတစ်ချိန်တည်းမှာပဲတည်ငြိမ်မှန်ကန်ပြီးနိုင်ငံတော်နဲ့နိုင်ငံသားတွေကိုမထိခိုက်စေတဲ့ငွေလဲလှယ်မှုနှုံထားတရရေရှည်ခိုင်ခိုင်မာမာထူထောင်နိုင်အောင်ပြည်တွင်းပြည်ပပညာရှင်များနိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနဲ့နိနိကကညှိနှိုင်းတိုင်ပင်ပြီးဆောင်ရွက်နေပြီဖြစ်ပါတယ်မလိုအပ်တဲ့အပိုကုန်ကျစရိတ်တွေရောနဲ့သက်သာလာစေအောင်အုပ်ချုပ်ရေးရန်ရဲ့အတားအဆီးတွေကိုဖယ်ရှားပေးခဲ့ရမှာဆန်စပါးလွတ်လပ်စွာတင်ပို့ခွင့်73စီးဈေးနှုန်းတယ်လီဖုန်းဈေးနှုန်းမော်တော်ကားဈေးနှုန်းတွေတိတိတသာကျဆင်းလာအောင်ဆောင်ရွက်နိုင်ခဲ့ပြီးဆက်လက်ပြီးလဲ transitional cost တွေရောနဲ့ကျဆင်းလာအောင်ဆောင်ရွက်နေပါတယ်လက်ရှိပြည်သူကြားမှာစိတ်ဝင်စားမှုအထူးပဲမြင့်တက်နေတဲ့မိုဘိုင်းဖုန်းကိစ္စနဲ့ပတ်သက်ပြီးတော့လောလောဆယ်မှာကျွန်တော်တို့တည်ဆောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေရပါတယ်အဲ့တော့ဒီလုပ်ငန်းတွေကျွန်တော်တို့ပြီးတာနဲ့အမျှပြည်သူတွေရဲ့ဆန္ဒကိုပြည့်ဝအောင်အဲ့တော့နိုင်ငံတကာရဲ့စံချိန်စံညွှန်းတွေနဲ့အညီအကောင်းဆုံးနည်းလမ်းများကိုရှာဖွေပြီးကျွန်တော်တို့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဈေးကွက်စီးပွားရေးစနစ်တွေပြည်ပြင်းဖြစ်ပေါ်လာအောင်လိုအပ်တဲ့ဥပဒေတွေပြင်ဆင်ရေးဆွဲဆောင်ရွက်နေပြီဖြစ်ပါတယ်တည်ယူပို့ဆောင်ရေးဈေးစကားတွေရောနှင်းစီရေးအတွက်လည်းရေရှည်ကာလမှာမော်တော်ကားဈေးနှုန်းတွေကိုနိုင်ငံတကာနည်းတူလျှော့ချလာအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်စီးပွားရေးနယ်ပယ်မှာပုဂ္ဂလိကလုပ်ကိုင်နိုင်စွာမြင့်တင်ပေးနေသလိုနိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကိုလည်းစွမ်းဆောင်ရည်မြင့်မားလာအောင်ဖွဲ့စည်းတည်ဆောက်မှုအပြောင်းအလဲတွေဆောင်ရွက်နေပြီဖြစ်ပါတယ်အရင်နေ့ဈေးကွက်ငွေကြေးဈေးကွက်ထွန်းကားရှင်သန်လာအောင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးပြင်ဆင်မှုတွေဆောင်ရွက်နေပြီဖြစ်သလိုအများပိုင်းကုမ္ပဏီတွေတိုးပွားရှင်သန်အောင်လည်းဆောင်ရွက်နေပြီဖြစ်ပါတယ်ပုဂ္ဂလိကဘဏ်တွေခိုင်မာကောင်းမွန်လာအောင်ပြစ်တင်ပြိုးထောင်ပေးနေသလိုအသေးစားနဲ့အလတ်စားစက်မှုလုပ်ငန်းရှင်တွေအရင်အနည်းနည်းပညာတိုးမြင့်ရရှိစေရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်နေပါတယ်ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေမှာလဝကြီးရုပ်ချဲလဲချုပ်ကင်ထားတာတွေရောနဲ့ကျဆင်းသွားပြီးနိုင်ငံသားတိုင်းလက်လှမ်းမီရယူသုံးစွဲနိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံပိုင်လုပ်ငန်းများကိုပုဂ္ဂလိကပိုင်းပြောင်းလဲရမှာလဲလူတစုလက်ဝယ်သို့မရောက်ရှိစေရန်မညီမျှမှုများမဖြစ်ပေါ်စေရန်စွန့်ရင်မြင့်တင်မှုကိုအဟန့်အတားမဖြစ်စေဖို့အဖက်ဖက်ကသုံးသပ်ပြီးဆောင်ရွက်နေပါတယ်ပွင့်လင်းမြင်သာမှုရှိပြီးကြိုတင်ခံမှန်းနိုင်တဲ့စီးပွားရေးလုပ်ငန်းနယ်ပယ်တွေထုံငါရှင်သန်အောင်စီးပွားရေးလုပ်ငန်းတွေထူထောင်လုပ်ကိုင်ရလွယ်ပြီးရှင်ပြိုင်နိုင်စွာတိုးတက်မြင့်မားစေမဲ့စီမံကိန်းများကိုလည်းချမှတ်ဆောင်ရွက်နေပြီဖြစ်ပါတယ်စီးပွားရေးနယ်ပယ်မှာပြည်တွင်းပြည်ပတတ်သိပညာရှင်များရဲ့တန်ဖိုးကြီးမားတဲ့အကြံဉာဏ်တွေကိုအလေးနဲ့ထားပြီးပုဂ္ဂလိကကဏ္ဍရဲ့လုပ်ကိုင်နိုင်စွမ်းကိုမြင့်တင်ပေးနေပြီဖြစ်ပါတယ်ကျွန်တော်တို့အစိုးရရဲ့အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကတော့လူဒန်းစားတစ်ခုတည်းအတိုင်းဝိုင်းတစ်ခုတည်းတိုးတက်ကြီးပွားစေရေးမဟုတ်ပဲမြန်မာလူပေါင်းအဖွဲ့အစည်းကြီးတစ်ခုလုံးအတွင်းမှာရှိတဲ့အလွှာအလုံးလူဒန်းစားအလုံးနိုင်ငံသားအလုံးလွှမ်းခြုံပါဝင်တဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာပဲဖြစ်ပါတယ် GDP တိုးတက်ရုံသာမကပြည်သူလူထုရဲ့လူနေမှုအဆင့်အတန်းတွေမြင့်မားလာဖို့ရရှိခံစားနေတဲ့ပညာရေးကျန်းမာရေးလူမှုဖူလုံရေးအစရှိတဲ့ပြည်သူ့ရေးရာဝန်ဆောင်မှုတွေတိုးတက်မြင့်မားလာဖို့ဖွံ့ဖြိုးတိုးတက်မှုကြောင့်သဘာဝပတ်ဝန်းကျင်မထိခိုက်မရှုံးဆုံးစေဖို့ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်ဖွံ့ဖြိုးတိုးတက်မှာအဓိကကျတဲ့လူလက်တန်းစားအရေးအတွက်တိုးတက်မြင့်မားလာအောင်ဆောင်ရွက်နေသလိုအောက်ခြေပြည်သူများအတွက်လည်းတဦးချင်းဝင်မြင့်မားလာဖို့အလောက်ကိုင်အခွင့်အလမ်းတွေတိုးပွားလာဖို့အတွက်လေယာကဏ္ဍစက်မှုကဏ္ဍ
ဝန်ဆောင်မှုကဏ္ဍစတဲ့နယ်ပယ်အသီးသီးမှာတစ်မျိုးသားလုံးရဲ့စီးပွားရေးအဆောက်အအုံကြီးတစ်ခုလုံးဟန်ညံ့ညီတိုးတက်လာဖို့ပြည်တွင်းပြည်ပအရင်းနှီးနည်းပညာရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်မှုစီမံခန့်ခွဲမှုတွေကိုဖိတ်ခေါ်စုစည်းပြီးညီညွတ်မျှတပြီးသဟဇာတဖြစ်တဲ့စီးပွားရေးပတ်ဝန်းကျင်တစ်တရားကိုဖော်ဆောင်နေတာဖြစ်ပါတယ်။နာယကကြီးခင်ဗျာကျွန်တော်နဲ့တကွာဒုတိယသမရ2ဦးသမတော်ခေါင်းဆောင်တွေပြည်ထောင်စုဝန်ကြီးတွေပြည်내တိုင်းဒေသကြီးဝန်ကြီးချုပ်တွေပြည်내တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေဥပဒေပြုရေးနဲ့တရားရေးမန်နိုင်ဘက်ကတာဝန်ရှိပုဂ္ဂိုလ်များအားလုံးဟာနိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုမြင့်တင်ဖော်ဆောင်လိုတဲ့စိတ်ဆန္ဒတွေတစိမ့်တဝမ်းနဲ့ရှိနေကြပါတယ်ဒီကနေ့ကျွန်တော်တို့အစိုးရကိုနေရာအနှံ့ကအမျိုးမျိုးဖုံဖုံဝေဖန်ပြောကြားနေတယ်လေကျွန်တော်တို့သိရှိထားပါတယ်အပြုသဘောမဆောင်တဲ့ကောလာဟလတွေလည်းကျွန်တော်တို့ကြားသိနေရပါတယ်ကျွန်တော်တို့အစိုးရဟာဒီကနေ့အများပြောနေကြသလိုခေါင်းမာကိုင်းနဲ့အပျော်ကိုင်းဆိုပြီးကွဲပြားနေတာမရှိပါဘူးလူတူးညင်းစီရဲ့ဗီဇဇရိုက်အမှုအကျင့်တွေပေါ်မှာမူတည်ပြီးစီမံခန့်ခွဲမှုကွဲပြားခြားနာတာကလွယ်လို့ကျွန်တော်တို့အစိုးရရဲ့မူဝါဒကိုကျွန်တော်တို့အားလုံးမမိတ်မသုံးယုံကြည်စွာဆောင်ရွက်နေကြတာဖြစ်ပါတယ်ဒီကနေ့ဒီအချိန်မှာခေတ်သစ်စနစ်သစ်တစ်ခုကိုကူးပြောင်းရုံသာမကကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းတစ်ခုလုံးကိုဒီမိုကရေစီအဖွဲ့အစည်းကြီးအဖြစ်ပြောင်းလဲမြင့်တင်ပုံဖော်နေကြတဲ့အချိန်မှာနိုင်ငံတော်အစိုးရအနေနဲ့ပုံမူအကောင်းတောင့်တင်းနေဖို့အရေးကြီးပါတယ်အသွင်ကူးပြောင်းရေးတာဝန်ကိုပခုံးပြောင်းထမ်းထားတဲ့အစိုးရအဖွဲ့ဟာစီစီလုံးလုံးညီညီညွတ်ညွတ်တည်တည်ငြိမ်ငြိမ်နဲ့ပြုပြင်ပြောင်းလဲမှုတွေကိုတစ်ဆက်တည်းစနစ်တကျဖော်ဆောင်သွားနိုင်လို့လိုပါတယ်ကျွန်တော်တို့ရှောက်လန်းတဲ့ပြုပြင်ပြောင်းလဲလမ်းကြောင်းဟာခိုင်မာဖို့အရေးကြီးပါတယ်အခုဆိုရင်ကျွန်တော်တို့ဟာကက်ဘိနက်အစည်းအဝေးတွေကိုလှုပ်ထုံးလုံနည်းတွေမလိုအပ်တဲ့အချိန်တွေကိုအ ਨੇ ဆုံးအဆင့်ထိလျှော့ချပြီးနိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုမြင့်တင်ဖော်ဆောင်ပေးနိုင်မှုကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနအဖွဲ့အစည်းများပြည်내တိုင်းဒေသကြီးအစိုးရများအနေနဲ့လည်းအစည်းအဝေးတွေဇက်တိုက်ကျင်းပပြီးအချိန်ကုန်မနေကြပဲပြည်သူရေးရာဝန်ဆောင်မှုတွေကိုစွမ်းအားကုန်ဖြည့်ဆည်းပေးပြီးပြည်သူလူထုစိတ်ကျေနပ်မှုစိတ်ချမ်းသာမှုကိုရှေ့ရှုဆောင်ရွက်ကြမှာဖြစ်ပါတယ်ခေတ်ဆက်ဆက်အမြင့်တွယ်နေတဲ့အဂရိလိုက်စားမှုဆိုတဲ့အမျိုးသားရေးစိန်ခေါ်မှုကြီးဟာခေတ်စနစ်နဲ့အတူပေါက်ဖွားရှင်သန်လာခဲ့တာဖြစ်တဲ့အတွက်ခေတ်ပြောင်းစနစ်ပြောင်းမှာစိတ်ဓာတ်ခံယူချက်ကျင့်ဝတ်လုပ်ငန်းဉာဏ်တတ်တာချောင်းကြီးပြန်လည်စောင့်ကြည့်တရားဥပဒေစီမင်းစည်းကမ်းလှုပ်ထုံးလုံနည်းအသိအမြင်မြင့်တင်ရေးအစရှိတဲ့ဘက်စုံချင်းကပ်မှုနည်းလမ်းတွေနဲ့ပညာပေးခြင်းစီယုံခြင်းအသိပေးခြင်းသတိပေးခြင်းအရေးယူခြင်းများကိုဆောင်ရွက်နေပြီဖြစ်ပါတယ်။ရပ်ကွက်ကြီးရာအုပ်ချုပ်ရေးမှုအဆင့်ထိအုပ်ချုပ်ရေးရန်နေရာပြန်လည်ဖွဲ့စည်းတည်ဆောက်ရမှာခေတ်အဆက်ဆက်စူးဝင်နေတဲ့စူးကျွန်တွေကိုဖယ်ရှားပစ်ဖို့ခိုင်မာတဲ့ဥပဒေနည်းဥပဒေတွေကိုပြောင်းလဲတည်ဆောက်ရတာဖြစ်ပါတယ်ခေတ်ပြောင်းစနစ်ဆောင်လုပ်ငန်းစဉ်ပြည်ပြင်ခိုင်မာလာတဲ့နဲ့အမျှအဂတိလိုက်စားမှုတွေဟာတည်တည်သာသာရောနေပပျောက်သွားစေမှာဖြစ်တဲ့အတွက်အုပ်ချုပ်ရေးရန်နေရာကိုပြန်လည်ဖွဲ့စည်းတည်ဆောက်မှုကိုအချိန်ယူပြီးဆောင်ရွက်နေတာဖြစ်ပါတယ်လက်ရှိနိုင်ငံတော်ရဲ့ငွေကြေးအခြေအနေပြည်ပကျွေးမြီဘာကျလုံငွေစတဲ့မက်ခရိုစီးပွားရေးအခြေအနေအရရပေါ်မှာမူတည်ပြီးအခြေအနေအချိန်အခါသိရင်သိတယ်လို့လာစာစိတ်တွေကိုတိုးမြင့်ပေးနိုင်အောင်လဲကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရအဖွဲ့ဟာစတင်လွှဲပြောင်းရယူခြင်းကစပြီးမြင့်မားတဲ့လာစာနှုံးထားတွေရရှိခန်းစားခြင်းမပြုဘဲရခိုင်အစိုးရလက်ထက်ကနှုံးထားအတိုင်းရယူခန်းစားနေကြသူတွေဖြစ်ပါတယ်လူဒန်းစားကွာဟချက်တွေဆင်းရဲနွမ်းပါးမှုတွေကြီးကြီးမားမားတည်ရှိနေသေးပြီးပြည်သူတူးချင်းဝင်နှိမ့်ကြနေသေးတဲ့ဒီကနေ့ဒီအချိန်ခါမှာကျွန်တော်တို့ဟာပြည်သူဝန်ထမ်းတွေဖြစ်တာနဲ့ညီပြည်သူရေးရာဝန်ဆောင်မှုတွေအပြည့်အဝဖြည့်ဆည်းနိုင်အောင်မိမိတို့နဲ့မိမိတို့ကြောင့်ဖြစ်ပေါ်ရတဲ့အပိုကုန်ကျစရိတ်တွေလျော့နှဲပပျောက်သွားအောင်စိတ်ရင်းစေတနာအရင်ခံပြီးထမ်းဆောင်သွားကြဖို့ပြောကြားလိုပါတယ်မြန်မာတိုင်းနိုင်ငံလုံးမှာအစိုးရဝန်ထမ်းအရေးအတွက်ဟာစုစုပေါင်းတိုင်းနိုင်ငံလုံးလူဦးရေရဲ့
3.3 ရာခိုင်နှုန်းရှိတဲ့အတွက်ကျွန်တော်တို့ဟာပြည်သူအစိုးရဖြစ်တာနဲ့ညီအစိုးရဝန်ထမ်းမဟုတ်သောတာမန်လက်လူလက်စားပြည်သူ 96.8 ရာခိုင်နှုန်းကိုလည်းပြန်လည်ငှက်ကွက်ဖို့လိုပါတယ်အခုဆိုရင်လာစာတိုးပေးဆွေးနွေးမှုတွေကြောင့်အရာရာကုန်စည်နှုန်းတွေရုတ်တရက်တက်လာတာကိုလည်းတွေ့ရှိရပါတယ်ကျွန်တော်တို့ဝန်ထမ်းတွေလာစာတိုးမြင့်ပေးလိုက်လို့ခံစားရမယ်အစိုးရဝန်ထမ်းမဟုတ်တဲ့58 သန်းသောပြည်သူတွေဟာဒီနောက်ဆက်တွဲအကျိုးဆက်ကိုကိုယ်တိုင်ကိုယ်ကျကြုံတွေ့ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ရန်ရာတရားထဲကိုပဲအလေးပေးစဉ်းစားလို့မဖြစ်တဲ့အချိန်တွေမှာကျွန်တော်တို့အနေနဲ့လာစားသုံးမှုထောက်ပံ့ကူညီမှုတွေကိုတိုးမြင့်နိုင်ဖို့ခြုံငုံစဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရနိုင်ငံတော်တာဝန်စတင်ရယူချိန်ကစပြီးကျေးလက်ဒေသမှာရှိတဲ့မိဘပြည်သူတွေလယ်ယာစိုက်ပျိုးရေးကဏ္ဍမှာရှိတဲ့မိဘပြည်သူတွေအတွက်ဦးစားပေးအဆင့်အမြင့်ဆုံးချမှတ်ပြီးဆောင်ရွက်နေပါတယ်ဒီတာဝန်ဟာပါဇက်ကပြောသလောက်မလွယ်ကူပဲလက်တွေ့အကောင့်ထဲပေါ်ရမှာကြီးမားတဲ့အတွက်အစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းအသစ်နဲ့ကျွန်တော်တို့မြေစမ်းခရမ်းပြိုးဆောင်ရွက်နေရတာဖြစ်ပါတယ်ဆင်းရဲနွမ်းပါးမှုဆိုတာရေတိုကာလအတွင်းလင်းလင်းမြန်မြန်တိုက်ဖြတ်သွားနိုင်ဖို့မလွယ်ကူမှန်းသိပေမဲ့လည်းဆင်းရဲနွမ်းပါးတဲ့မိသားပြည်သူတွေအတွက်ကူညီထောက်ပံ့မှုတွေအလုပ်ကိုင်းအခွင့်အလမ်းတွေကျန်းမာရေးလူမှုဖူလုံရေးစတဲ့လူသားဂုဏ်သိက္ခာနဲ့အညီနေထိုင်ရပ်တည်နိုင်ဖို့အတွက်ပြည်တွင်းပြည်ပမှာရှိတဲ့ပုဂ္ဂလိက NGO နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီကိုရယူပြီးကုလသမဂ္ဂအဖွဲ့ကြီးရဲ့ထောင်စုနှစ်ရည်မှန်းချက်များနဲ့အညီကျွန်တော်တို့နိုင်ငံမှာ26 ရာခိုင်နှုန်းရှိနေတဲ့ဆင်းရဲနွမ်းပါးမှုနှုန်းထားကို2015 ခုနှစ်ရောက်ရင်16 ရာခိုင်နှုန်းထိလျှော့ချနိုင်ဖို့အဆင်းရဲဆုံး LDC နိုင်ငံဘဝကရုန်းထွက်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်ဒီ26 ရာခိုင်နှုန်းသောပြည်သူများရဲ့အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေပုဂ္ဂလိကအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး Universal ကျန်းမာရေးအာမခံစနစ်တစ်တရားပေါ်ထွန်းလာဖို့လည်းဆောင်ရွက်နေပြီဖြစ်ပါတယ်။လယ်ယာကဏ္ဍပြင်ပအလုပ်ကိုင်းအခွင့်အလမ်းတွေပေါ်များလာအောင်လဲဒေသအနေအထားပေါ်မှာမူတည်ပြီးစက်မှုလုပ်ငန်းတွေထွန်းကားလာအောင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေထည့်သွင်းတွက်ချက်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီစီမံကိန်းတွေမှာလည်းကျွန်တော်တို့ရဲ့အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးလုပ်ငန်းစဉ်ရပြန်လည်ရင်ကြားစီလာမဲ့တိုင်းရင်းသားလူငယ်တွေရဲ့အနာဂတ်ကိုလည်းခြုံငုံချိတ်ဆက်ပါဝင်နိုင်အောင်ဆောင်ရွက်နေပါတယ်။ရေတိုကာလမှာရသင့်ရထိုက်တဲ့အခွန်အခတွေတိုးမြင့်ရရှိလာအောင်ဆောင်ရွက်ရမှာမိဘပြည်သူများရဲ့လူမှုစီးပွားရေးဘဝများကိုမထိခိုက်စေအောင်အဖက်ဖက်ကခြုံငုံသုံးသပ်ပြီးဆောင်ရွက်နေသလိုနိုင်ငံတော်ရဲ့ယူပေါက်ဟာပေါက်တွေပိတ်နိုင်အောင်လဲကောင်းမွန်သောအုပ်ချုပ်မှုနဲ့ထိန်းကျောင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ရေရှည်ကာလမှာတော့ညီမျှမှု equality နဲ့မျှတမှု fairness ဆိုတဲ့အနေအထားနှစ်ရပ်အကြားမှာလိုက်လျောညီတွေဖြစ်စေမဲ့အခွန်ဥပဒေတရားကိုခေတ်စနစ်နဲ့သာမကမိဘပြည်သူများရဲ့ပဂရိအခြေအနေမှန်တဲ့အညီတူချင်းဝင်ငွေနှိမ့်ကြတဲ့ပြည်သူတွေအတွက်ဝင်တော့ဝင်ဖို့မဖြစ်စေရအောင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီးနိုင်ငံတော်သမ္မတအပါအဝင်နိုင်ငံသားအားလုံးအခွန်ပေးဆောင်ရေးကိုဥတီဆောင်ရွက်သွားမှာဖြစ်ပါတယ်အလုပ်လုပ်နိုင်တဲ့နိုင်ငံသားတိုင်းအလုပ်ကိုင်အခွင့်အလမ်းတွေရရှိနိုင်အောင်မြန်မာနိုင်ငံတနင်္လာရီမှာစက်မှုဇုံတွေထူထောင်တည်ဆောက်နေပြီဖြစ်ပါတယ်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေအရှိန်အဟုန်နဲ့စီးဝင်လာအောင်ဆောင်ရွက်နေပြီဖြစ်သလိုဒီရင်းနှီးမြှုပ်နှံမှုတွေကိုခိုင်ခိုင်မာမာအကာအကွယ်ပေးနိုင်အောင်လဲကျွန်တော်တို့အစိုးရအနေနဲ့ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်ဒီမိုကရေစီလူ့ဘောင်ကိုတည်ဆောက်ရမှာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုစီးပွားရေးပြုပြင်ပြောင်းလဲမှုကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းထူထောင်တည်ဆောက်ရတာဖြစ်ပါတယ်ဒီမိုကရေစီလူ့အဖွဲ့အစည်းတရားပေါ်ထွန်းလာရေးနဲ့မြန်မာစီးပွားရေးဥမုံလာရေးအတွက်အဓိကအရင်းမြစ်တဲ့ဖြစ်တဲ့လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုဟန်ချက်ညီညီဖော်ဆောင်နေပြီဖြစ်ပါတယ်တက္ကသိုလ်တွေစာသင်ကျောင်းတွေပြုပြင်ပြောင်းလဲရေးဆောင်ရွက်တဲ့နေရာမှာခေတ်စနစ်နဲ့ညီတဲ့သင်ရိုးညွှန်းတမ်းတွေသာမကစီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေးကိုပါဒွန်တွဲဆောင်ရွက်နေပြီဖြစ်ပါတယ်ကောလိပ်တက္ကသိုလ်တိုင်းဟာသက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ကွပ်ကဲမှုအောက်မှာရှိနေမှာဖြစ်တော့လဲတစ်ချိန်မှာမိမိတက္ကသိုလ်နဲ့မိမိအုပ်ချုပ်
စီမံခန့်ခွဲပိုင်ခွင့်အောက်ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်အခြေခံပညာစာသင်ကျောင်းတိုင်းမှာစာကြည့်တိုက်တွေရှိရမှာဖြစ်သလိုကောလိပ်တက္ကသိုလ်တွေအားလုံးမှာလည်းသမီးရိုးကျစာကြည့်တိုက်တွေသာမကနိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်ကြီးတွေနဲ့ချိတ်ဆက်ထားတဲ့အွန်လိုင်းစာကြည့်တိုက်တွေရှိအောင်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်အသိပညာအခြေခံတဲ့စီးပွားရေးစနစ်ကိုမျှော်မှန်းဆောင်ရွက်နေတဲ့ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတကာတက္ကသိုလ်ကြီးတွေနဲ့ချိတ်ဆက်ပြီးဆရာမများကိုအရေးချင်းကိုမြင့်တင်ရမှာဖြစ်သလိုစာသင်ကျောင်းသားတွေရဲ့အရေးအသွေးကိုလည်းစဉ်ဆက်မပြတ်မြင့်တင်ပြီးသွားရမှာဖြစ်ပါတယ်။ဤပညာခေတ်မှာကျွန်တော်တို့နိုင်ငံနောက်ကျကျန်ရစ်ခဲ့တဲ့ digital divide ကိုလျော့နှဲပပျောက်စေရန်အင်တာနက်ချိတ်ဆက်မှုတွေလက်တွေ့အသုံးချမှု telecommunication ကွန်ရက်တွေမြင့်တင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက်လာမယ့်ဘဏ္ဍာရေးနှစ်မှာကျန်းမာရေးကဏ္ဍမှာရခိုင်ကတဲ့၄ဆတိုးမြင့်သုံးစွဲပြီးပညာရေးကဏ္ဍမှာရခိုင်ကတဲ့2ဆတိုးမြင့်သုံးစွဲထားဖို့ရထားနေတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ပြုပြင်ပြောင်းလဲမှုတွေအခြေခိုင်မာလာပြီးနိုင်ငံတော်ရဲ့ဘဏ္ဍာငွေတိုးတဲ့မြင့်မားလာတာနဲ့အမျှရည်မြင့်ကြာတင့်ဆိုသလိုလူအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုပုံမူအားပေးမြင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အစိုးရလက်ထက်မှာတဘာဝအရင်းမြစ်ထုတ်ယူရေးကိုအခြေခံတဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုတွေရဲ့နေရာမှာကုန်ထုတ်လုပ်မှုကိုအခြေခံတဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအစားထိုးဝင်ရောက်လာအောင်မူဝါဒအသစ်များချမှတ်ပြီးပြည်တွင်းပြည်ပတတ်သိပညာရှင်တွေရဲ့ပံ့ပိုးကူညီမှုတွေနဲ့ဆောင်ရွက်နေပါတယ်။မက်ခရိုစီးပွားရေးခိုင်မာကောင်းမွန်အောင်တစ်ဖက်ကတည်ဆောက်နေသလိုတစ်ဖက်ကလည်းအခြေခံအဆောက်အအုံတွေလူသားအရင်းမြစ်ကျွမ်းကျင်လုပ်သားနည်းပညာမြင့်တင်ရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားဥပဒေအခြေခံဖွဲ့စည်းတည်ဆောက်မှုရှင်ပြိုင်နိုင်စွမ်းရှိတဲ့စီးပွားရေးနယ်ပယ်ပုဂ္ဂလိကပါဝင်မှုအချိုးအစားမြင့်တင်ရေးအစရှိတဲ့ဘက်စုံလွှမ်းခြုံပါဝင်တဲ့အစီအမံများကိုရေလိုရေချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံအသွင်ကူးပြောင်းရေးနိုင်ငံတော်သစ်တည်ဆောက်ရေးနဲ့မြန်မာလူအဖွဲ့အစည်းကြီးတစ်ခုလုံးလိုက်ပါမြင့်တက်ရေးစတဲ့တာဝန်ကြီး၃ရပ်ကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းဆောင်ရွက်နေကြရတာဖြစ်ပါတယ်။ကျွန်တော်တို့အစိုးရမျှော်မှန်းတဲ့အမျိုးသားဖွံ့ဖြိုးတိုးတက်မှု environmentally sustainable ဖြစ်ရပါမယ်။ socially sustainable ဖြစ်ရပါမယ်။ economically sustainable ဖြစ်ရမယ်ဆိုတဲ့အခြေခံမူဝါဒကြီး၃ရပ်ချမှတ်ပြီးအကောင့်တွေပေါ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ရမှာပြည်ပရင်းနှီးမြှုပ်နှံမှုရောပြည်ပထောက်ပံ့ကူညီမှုတွေကိုပါထိထိရောက်ရောက်ဖြည့်ဆည်းပေးနိုင်ဖို့လဲတကားဖွင့်ပြီးဆောင်ရွက်နေပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လည်းမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုထောက်ပံ့ကူညီမှု$ပြုလုပ်တိုင်းမြန်မာနိုင်ငံရဲ့ဒီမိုကရေစီရှင်သန်ခိုင်မာရေးမြန်မာပြည်သူများရဲ့အကျိုးစီးပွားတိုးတက်မြင့်မားရေးအတွက်$ထက်ဝင်ရာရောက်တဲ့အတွက်ဒီမိုကရေစီအသွင်ကူးပြောင်းစကျွန်တော်တို့နိုင်ငံနောက်ပြန်လမ်းမကျသွားစေဖို့အခြေအနေမှန်များကိုနက်နက်ရှိုင်းရှိုင်းသိမြင်နားလည်ပြီးကူညီဆောင်ရွက်ပေးကြဖို့ပြောကြားလိုပါတယ်။နာယကကြီးခင်ဗျာဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာအရေးကြီးဆုံးကတော့အရပ်ဖက်လူအဖွဲ့အစည်းခိုင်မာအားကောင်းလာရေးပဲဖြစ်ပါတယ်။ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေဟာဘာသာတရားရဲ့အဆုံးအမနဲ့အတူယဉ်ကျေးမှုအရနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေကြတဲ့ပရဟိတစိတ်ဓာတ်ဆိုတာရှိနေပါတယ်။တာရေးနာရေးကအစအရေးပေါ်ကယ်ဆယ်ရေးမှသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထိအရပ်ဖက်လူအဖွဲ့အစည်းတွေအရှိန်အဟုန်နဲ့ပေါ်ထွန်းလာနေတာကိုဒီကနေ့ဝမ်းမြောက်ဖွယ်ရာတွေ့မြင်နေကြပြီဖြစ်ပါတယ်။ဖောင်ဒေးရှင်းတွေအသင်းအဖွဲ့တွေစနစ်တကျဖြစ်ထွန်းအောင်မြင်လာနေတာဟာလည်းကျွန်တော်တို့လူအဖွဲ့အစည်းတွေဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီရှင်သန်ခိုင်မာရေးမှာဒီအရပ်ဖက်လူအဖွဲ့အစည်းတွေဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတာဖြစ်ပါတယ်။အားနည်းသူတွေအကာအကွယ်ပေးရေးမှာလည်းဥပဒေနဲ့ညီတောင်သူလယ်သမားတွေရဲ့အခွင့်အရေးတွေအလုပ်သမားတွေရဲ့အခွင့်အရေးတွေကာကွယ်ပေးနိုင်မဲ့လူဒန်းစားသမဂ္ဂအဖွဲ့အစည်းတွေစနစ်တကျပေါ်ထွက်လာအောင်လဲကျွန်တော်တို့ဆောင်ရွက်နေပြီဖြစ်ပါတယ်။လူအဖွဲ့အစည်းမှာအတွင်းမှာရှိတဲ့
နိုင်ငံသားများရဲ့မူလအခြေခံအခွင့်အရေးတွေကိုထိထိရောက်ရောက်အကာအကွယ်ပေးဖို့အတွက်လည်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုစနစ်တကျဖွဲ့စည်းထူထောင်ပြီးဆောင်ရွက်နေပြီဖြစ်ပါတယ်။စရုပ်ထမဏ္ဍိုင်များအနေနဲ့ဒီမိုကရေစီကျင့်စဉ်နဲ့ညီလွတ်လပ်မှုနဲ့တာဝန်ယူမှုကိုမျှမျှတတထိန်းကျောင်းဆောင်ရွက်သွားနိုင်စေရန်အမျိုးသားစာနယ်ဇင်းကောင်စီကိုလည်းထူထောင်ဆောင်ရွက်ဖို့စီမံနေပြီဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ globalization နဲ့ပြတ်ကျနေရခဲ့တဲ့ကျွန်တော်တို့နိုင်ငံဟာခေတ်သစ်စနစ်သစ်မှာနိုင်ငံတကာနဲ့ပုံမပေါင်းစည်းညီကျိုးပန်းဆောင်ရွက်ရမှာကျွန်တော်တို့ဘိုးဘွားဘီဘင်တွေထိမ့်သိမ်းစောင့်ရှောက်ခဲ့တဲ့တိုင်းရင်းသားအလုံးရဲ့ယဉ်ကျေးမှုရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအမှုပညာတပင်စာပေဂီတဒုက္ခမှအစရှိတဲ့မြတ်တန်ဖိုးတွေပျောက်ပြတ်မသွားစေဘူးကျွန်တော်တို့တိုင်းရင်းသားအလုံးရဲ့မြတ်တန်ဖိုးမှရှိတဲ့ soft power ကိုပုံမခိုင်မာအကောင်းလာအောင်ဆောင်ရွက်ဖို့ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်ရုပ်ရှင်ဂီတတပင်အစရှိတဲ့မြတ်တန်ဖိုးမြင့်တင်ရမှာအဓိကကြတဲ့အရပ်ဖက်လူအဖွဲ့အစည်းတွေအနေနဲ့လည်းပြောင်းလဲလာတဲ့ခေတ်သစ်စနစ်သစ်နဲ့ကမ္ဘာလုံးဆိုင်ရာဆက်နွယ်ပေါင်းစည်းမှုတွေမှာမြတ်တန်ဖိုးတွေပျောက်ပြတ်မသွားရအောင်မြတ်တန်ဖိုးတွေထွန်းလင်းတောက်ပလာအောင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။နာယကကြီးခင်ဗျာကျွန်တော်တို့ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြည်ညင်မူပေါင်းကြီးဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာအာဏာ၃ရပ်ကိုအညီအမျှခွဲဝေပေးထားတာဖြစ်ပါတယ်။ဒီအာဏာကြီး၃ရပ်ကိုအညီအမျှခွဲဝေကျင့်သုံးပြီးစရုပ်ထမဏ္ဍိုင်ဖြစ်တဲ့စာနယ်ဇင်းမီဒီယာတွေပြင်စမမဏ္ဍိုင်ဖြစ်တဲ့ကျွန်တော်တို့မိဘပြည်သူတွေနဲ့တပ်မတော်တို့ဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုနားလည်မှုရှိရှိယုံကြည်မှုရှိရှိဆက်လက်ဆောင်ရွက်သွားကြမယ်ဆိုရင်ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတည်ကြီးကိုရောက်ရှိလာမှာဖြစ်ပါတယ်လွတ်လပ်ပြီးလူသားကိုယ်ကြီးမြင်မာတဲ့ဒီမိုကရေစီလူပေါင်းကြီးဖြစ်ပေါ်လာရေးအတွက်အခြေခံအကျဆုံးကတော့ဥပဒေစိုးမိုးရေးဖြစ်ပါတယ်ကျွန်တော်တို့လွှတ်တော်အရရကဥပဒေတွေယူဆပြဋ္ဌာန်းဒီဥပဒေနဲ့ညီကျွန်တော်တို့အစိုးရကအုပ်ချုပ်ဒီဥပဒေနဲ့ညီတရားစီရင်ရေးမဏ္ဍိုင်ကလိုက်နာဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးယန္တရားမှာ rule of law ရှိရပါမယ်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြရမှာလဲ rule of law ရှိရပါမယ်လူမှုဖူလုံရေးအတွက်လဲ rule of law ရှိရပါမယ်နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာလဲ rule of law ရှိရပါမယ်အပြည်ပြည်ဆိုင်ရာဆက်ဆံရေးမှာလဲအလားတူရှိရပါမယ်တရားစီရင်ရေးမှာလဲအလားတူရှိရပါမယ်ကျွန်တော်တို့လူအဖွဲ့အစည်းတစ်ခုလုံးမှာလဲ rule of law နဲ့အညီဆောင်ရွက်နိုင်ပြီဆိုရင်လူအခွင့်အရေးလွတ်လပ်ခွင့်ဒီမိုကရေစီဆိုတာတွေကလည်းအလိုလျောက်ထွန်းကားရှင်သန်လာမှာဖြစ်တဲ့အတွက်နိုင်ငံတည်ဆောက်ရေးအဆင့်ဆင့်ခိုင်မာရေးဟာ rule of law အပေါ်မှာမူတည်နေပါတယ်ဒီတာဝန်ကြီးကိုလည်းကျွန်တော်တို့အားလုံးညီညီညွတ်ညွတ်စုပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲမြန်မာလူပေါင်းအဖွဲ့အစည်းအတွင်းမှာရှိနေကြတဲ့ကျွန်တော်တို့အားလုံးဟာဒီမိုကရေစီနိုင်ငံနဲ့ထိုက်တန်တဲ့စိတ်နေစိတ်ထားအမှုအကျင့်တွေကိုပြုပြင်ပြောင်းလဲရေးလှုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်ခေတ်ပြောင်းသွားပြီးစနစ်ပြောင်းသွားပြီဆိုတာကိုအားလုံးကယုံယုံကြည်ကြည်လက်ခံနိုင်ပြီဆိုရင်နောက်ကျောင်းကအတွေးခေါ်တွေအမှုအကျင့်တွေဟာလည်းအပြန်အလှန်ထိန်းကျောင်းမှုနဲ့တဖြည်းဖြည်းချင်းပပျောက်သွားမှာဖြစ်ပါတယ်လူ့အဖွဲ့အစည်းတရားလုံးရဲ့စိတ်ထားအမှုအကျင့်တွေပြောင်းလဲစေဖို့ rule of law နဲ့အားဖြည့်ပေးရပါမယ်အရာဖက်လူ့အဖွဲ့အစည်းတွေဝိုင်းကူကြရပါမယ်ဒန်းတူတာတူညီမျှစိတ်ထားတွေတိုင်းရင်းသားညီကိုတွေရဲ့ဝိုင်းဝန်းကြိုးပမ်းမှုတွေကလည်းအဓိကကျနေသလိုနိုင်ငံတကာမိသားစုအတိုင်းဝိုင်းရဲ့လက်ခံအားပေးမှုကူညီပံ့ပိုးမှုတွေကလည်းအထူးပဲအရေးကြီးနေပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့တည်တည်သာသာတိုးတက်လာတဲ့နိုင်ငံတကာဆက်ဆံရေးမျက်နှာစာမှာရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံသားတွေရဲ့အမျိုးသားရေးအကျိုးစီးပွားကိုထိမ့်သိမ်းစောင့်ရှောက်မြင့်တင်ရမှာခေတ်အဆက်ဆက်ဖြောင့်မတ်မှန်ကန်စွာကျင့်သုံးခဲ့တဲ့လွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံရေးမူဝါဒကိုပဲ
ဆက်လက်ကင်ဆွဲသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရေးစီးပွားရေးလူမှုရေးပြုပြင်ပြောင်းလဲမှုတွေအရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်နေတဲ့နေရာမှာနိုင်ငံတကာဆက်ဆံရေးနေပယ်မှာအရှိအနောက်ခွဲခြားခြင်းမရှိဘဲကမ္ဘာနိုင်ငံအားလုံးနဲ့ရင်းနှီးချစ်ကြည်စွာဆက်ဆံသွားမှာဖြစ်တယ်လို့နိုင်ငံတကာမိသားစုရဲ့အားပေးကူညီမှုတွေပူးပေါင်းဆောင်ရွက်မှုတွေရင်းနှီးမြှုပ်နှံမှုတွေထောက်ပံ့ကူညီမှုတွေကိုနှွေးထွေးစွာလက်ကမ်းကြိုဆိုသွားမှာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့နိုင်ငံသားတွေရဲ့အမျိုးသားရေးအကျိုးစီးပွားအချုပ်အခြာအာဏာမထိပါစေရအောင်လဲခိုင်ခိုင်မာမာရပ်တည်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်နာဂကြီးခင်ဗျာဒီကုန်းချုပ်အနေနဲ့ကျွန်တော်တို့အစိုးရဟာမိဘပြည်သူများကယုံကြည်ကြည်လေးလေးနက်နက်အနှင်းထားတဲ့တာဝန်တွေကျွန်တော်တို့ကြည်ပြင်းရမယ့်ဝတ္တရားတွေကိုဆောင်ရွက်ရမှာလုတ်ပိုင်ခွင့်အာဏာများကိုတော်တိမှန်ကန်စွာခွဲဝေကျင့်သုံးပြီးအထက်အောက်တာဝန်ယူမှုတာဝန်သိမှုတွေနဲ့ကိုယ်စားဉာဏ်စွမ်းရှိသည့်ကျူးပန်းဆောင်ရွက်လျက်ရှိပါတယ်ပြီးကြတဲ့တနှစ်တာကာလအတွင်းမှာအခက်အခဲတွေစိန်ခေါ်မှုတွေကိုလည်းအများပြားကြုံတွေ့ခဲ့ရပါတယ်ခေတ်ပြောင်းစနစ်ပေါင်းနိုင်ငံတော်တည်ဆောက်ရေးမှာအရေးကြီးဆုံးကကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲမှုတွေလင်းလင်းမြန်မြန်ပေါ်ထွက်လာဖို့လိုသလိုဒီပြုပြင်ပြောင်းလဲမှုတွေခိုင်မာဖို့အတွက်လည်းအရေးကြီးပါတယ်နိုင်ငံတကာရည်စည်းကြောင်းမှာ globalization ရည်စည်းကြောင်းနဲ့ပေါင်းစည်းနိုင်ခြင်းမရှိဘဲနောက်ကျကြံရစ်ခဲ့တဲ့ကျွန်တော်တို့နိုင်ငံအနေနဲ့အတွင်းပြင်သင်ခန်းစာတွေရယူပြီးအကျိုးရှိရှိသုံးသပ်မျှော်မြင်ဆောင်ရွက်သွားနိုင်ဖို့လည်းလိုပါတယ်နိုင်ငံတကာကိုဖွင့်လိုက်တာနဲ့အမျှအခွင့်အလမ်းအနေနဲ့အတူတွဲလျက်ပါလာတဲ့စိန်ခေါ်မှုတွေကိုကျွန်တော်တို့တတိတရားကြီးထားပြီးမန်နိုင်အရာရလူအဖွဲ့အစည်းအသီးသီးကစနစ်တကျဖော်ဆောင်သွားကြရမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့အစိုးရအပါအဝင်မိဘပြည်သူအားလုံးရှောက်လန်းနေတဲ့သမိုင်းဝင်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကြီးဟာအင်မတန်မှကြီးမားကျယ်ပြန့်ပြီးအလွန်တရာလည်းခက်ခဲနက်နဲလာပါတယ်ကျွန်တော်တို့လိုအသွင်ကူးပြောင်းစနိုင်ငံတွေမှာကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေအပြင်ကျွန်တော်တို့လူအဖွဲ့အစည်းအတွင်းမှာနေဝင်နေတဲ့အတွင်းဒဏ်ရာတွေကိုလည်းပျောက်ကင်းအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရတက်တန်းအပြင်နောက်လာမယ့်အစိုးရအဆက်ဆက်လက်ထက်မှာလည်းခိုင်မာသည့်တဲ့ခိုင်မာအောင်မိဘပြည်သူများအားလုံးလူအဖွဲ့အစည်းတစ်ခုလုံးကဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကြီးအောင်မြင်ပြီးရှင်သန်ခံရတဲ့အဆင့်ကိုရောက်ဖို့ကျွန်တော်တို့နောက်ထပ်များစွာကြိုးပမ်းဆောင်ရွက်ကြရအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရရဲ့ရန်နေရတွေဒီထက်ပိုမိုစွမ်းရည်မြင့်မားလာအောင်လွှတ်တော်အရရရဲ့ဥပဒေပြုမှုတွေဒီထက်ပိုပြီးကျယ်ပြန့်လာအောင် rule of law ခိုင်ခိုင်မာမာဖြစ်ထွန်းပေါ်ပေါက်လာအောင်ပုဂ္ဂလိကကဏ္ဍဒီထက်ပိုပြီးစွမ်းအားကောင်းလာအောင်အရပ်ဖက်လူအဖွဲ့အစည်းတွေဒီထက်ပိုပြီးမြင့်မားလာအောင်အခြေခံအဆောက်အအုံနဲ့လူမှုဖူလုံရေးအဆောက်အအုံတွေဒီထက်ပိုပြီးအရေးသွေးမြင့်မားလာအောင်ကျွန်တော်တို့မိဘပြည်သူတွေရဲ့လူနေမှုဘဝဒီထက်ပိုပြီးတိုးမြင့်လာအောင်ကျွန်တော်တို့အများကြီးကြိုးပမ်းကြရအောင်မှာဖြစ်ပါတယ်မိဘပြည်သူတွေဖြစ်ချင်နေတဲ့မိဘပြည်သူတွေလိုလားနေတဲ့မိဘပြည်သူတွေတစ်သလုံးမျှော်လင့်နေကြတဲ့တူးချင်းဝင်ငွေတိုးတဲ့မြန်မာပြည်စီးပွားရေးသာမကဝက်ဆုံဖြန့်ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးမှာအရာရာ rule of law ခိုင်မာလျက်စိတ်ရေးချမ်းသာစွာဂုဏ်သိက္ခာမြင့်မားစွာအသက်ရှင်နေထိုင်ရပ်တည်နိုင်တဲ့မြန်မာလူအဖွဲ့အစည်းကြီးဖြစ်ပေါ်လာအောင်ကျွန်တော်တို့အစိုးရအနေနဲ့ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်သွားအောင်မှာဖြစ်ပါတယ်။ကျန်တဲ့မန်နိုင်တွေအနေနဲ့လည်းကျွန်တော်တို့အစိုးရကိုခိုင်ခိုင်မာမာအားကောင်းအောင်အပြန်အလှန်နားလည်မှုယုံကြည်လေးစားမှုပူးပေါင်းဆောင်ရွက်မှုတွေနဲ့ကူညီပေးကြပါမိဘပြည်သူတွေကလည်းကျွန်တော်တို့အစိုးရကိုထိန်းချောင်းတက်မှတ်ပေးကြပါအားလုံးသော stakeholder များအနေနဲ့လည်းကျွန်တော်တို့လူအဖွဲ့အစည်းကြီးတိုးတက်ခိုင်မာလာအောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါအနေနဲ့တိုက်တွန်းပြောကြားလိုပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့မိဘပြည်သူများညှိုးနှင်းထားတဲ့အတိုင်းအချိန်တူတူအတွင်းမှာပြုပြင်ပြောင်းလဲမှုတွေအရာထင်းလာအောင်ဆက်လက်ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်ဒီကနေ့ဒီအချိန်မှာတိုင်းရင်းသားပြည်သူတရားလုံးရဲ့လူဝင်ဆန္ဒတွေအလုံးစုံဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးတော့လဲကျွန်တော်တို့အစိုးရအနေနဲ့အသက်နဲ့ခန္ဓာကိုယ်ဆွန့်လွတ်ပေးဆက်ဖို့အထိ
ဂရိသစ္စာပြုထားကြသူများပြီးအယိုးကြည်ကြည်အေးခမ်းခမ်းကျိုးပန်းဆောင်ရွက်သွားမှာဖြစ်ကြောင်းအခိုင်အမာပြောကြရင်ဏိဂုံးချုပ်ရပါရခင်ဗျာအစည်းအဝေးကိုမိနစ်30ကြာခေတ္တရန်နာမည်ဖြစ်ကြောင်းကြေညာပါတယ်နိုင်ငံတော်သမ္မတကြီးပြန်လည်ထွက်ခွာပါပြီခင်ဗျာဝတရားရဲ့လင်းရောင်ကြီးလင်းလဲလို့တိုးထွက်ပေါ်ကြီးနိုးထားလို့အာအင်းနဲ့တို့ရှောင်းလမ်းမြေတာယာတဲ့နိုင်ငံသစ်စီလမ်းတစ်ခုတို့စားပါပြီလက်ချင်းတွေလို့တို့တဲ့ခါချီအနာဂတ်တို့လာပါဖို့တို့ဆောင်ရွက်မည်တာယာတဲ့နိုင်ငံသစ်စီရင်ကျန်တဲ့ကွယ်လွယ်မှုတို့ပြီးမှထားတို့တဲ့ဖို့ရှိရှုလို့တို့ရှိကိုသွားသမိုင်းခုတွဲလာပါတဲ့တို့နာဂတ်ကိုဒူလက်တွဲပေါ်ဆောင်ကြမည်တိုင်းသာတို့သွေးစီကညီပေါင်းစုလို့ဆွေးနွေးကတည်းညီနိုင်ညီဝိုင်းဝန်းလို့လှုပ်ဆောင်ကြမည်